ထိတ်တန်းအေးချင်းမလေးဟာသစ်ရွက်တွေကိုစုပ်ပြီးလေထဲကိုပြစ်လွှင့်လိုက်ပါတယ်ပြီးတော့သစ်ရွက်တွေပြုတ်ကျလာတဲ့အနေအထားကိုကြည့်လိုက်တယ်အဲ့ဒီနောက်သူ့အဖော်ကြီးမှန်သွားတဲ့နေရာကိုကြည့်ပြီးစာနိုက်ပါသမားပုန်းနေတဲ့နေရာကိုတိတိကျကျတွက်ချက်လိုက်ပါတယ်ရန်သူကိုအပြက်ရှင်းဖို့အတွက်ဘေးကအဖော်ကိုပြစ်ခတ်ဟန်တားထားပေးဖို့အချက်ပြလိုက်ပြီးသူမကတော့လျင်မြန်တဲ့ခြေလမ်းတွေနဲ့ရန်သူနားကိုကတ်သွားခဲ့ပါတယ်ဒါပေမဲ့စနိုက်ပါသမားကကောင်မလေးရဲ့ရည်ရွယ်ချက်ကိုရိပ်မိသွားပြီးအနားကိုအမြန်ကပ်လာတဲ့ကောင်မလေးကိုအယူမူလှမ်းပစ်ပါတော့တယ်။တစ်ဖက်လူရဲ့ပြစ်မှတ်ထဲတေချာပေါက်ဝင်သွားပြီဆိုတာကိုသိလိုက်တဲ့အခါကောင်မလေးလည်းဆက်ပြီးမလှုပ်ရဲတော့ပါဘူး။ကံကောင်းတာကအရေးကြီးတဲ့အချိန်မှာဆရာသင်ပေးခဲ့တာတွေကိုသတိရသွားပြီးခေါင်းထဲမှာရဲတင်းတဲ့အကြံတစ်ခုရလာခဲ့ပါတယ်။သူမကရန်သူလမ်းပစ်အောင်တမင်သက်သက်ဟာကွက်ပြလိုက်ပြီးရန်သူကြည်လဲနေတဲ့အချိန်ကိုအသုံးချကဆက်ပြီးကတ်သွားခဲ့ပါတယ်။ဇက်တိုက်လွဲချော်နေတဲ့အတွက်အမျိုးသမီးလူသက်သမားဟာအရန်ဒေါသထွက်သွားပြီးပြေးလာတဲ့ကောင်မလေးကိုဇက်တိုက်ပစ်ခတ်ပါတော့တယ်။ဒါပေမဲ့ညံကောင်းတဲ့ကောင်မလေးကအလွယ်တကူပဲရှောင်တိန်သွားနိုင်ခဲ့ပြီးနောက်တစ်စက္ကန့်မှာပဲလူသက်သမားရဲ့အနားကိုရောက်လာခဲ့ပါတယ်။အဲ့ဒီနောက်အခွင့်အရေးကိုအမိရယူပြီးလူသက်သမားစီကိုအမြန်ခုံအုပ်လိုက်ပါတယ်။အနားရောက်လာတဲ့ကောင်မလေးကိုကြည့်ပြီးလူသက်သမားကပြုံးလိုက်ကတနက်ပြောင်းဝါးနဲ့တေချာချိန်ရွယ်လိုက်ပါတယ်။ဒါပေမဲ့အရေးကြီးဆုံးအချိန်မှာပဲကောင်မလေးကပြန်လာတဲ့ကြည်စံကိုဘေးတစ်ဆောင်ရှောင်လိုက်ပြီးလူသက်သမားရဲ့အောက်ကိုရှော့တိုက်ဝင်သွားကဖနက်အောက်ကဓားမြောင်ကိုဆွဲထုတ်ပြီးနောက်ဆုံးမှာတော့လူသက်သမားကိုအောင်မြင်စွာပြန်တက်နိုင်ခဲ့ပါတယ်။